လာပါ။ IDM ရဲ့စောင်းမကဏ္ဍကနေပြန်လဲကြိုဆိုပါရစေ။ယခုတင်ဆက်ပေးမှာကတော့စာရေးသူခေလူရေးသားထားတဲ့အာဏာသိမ်းစစ်ကောင်စီရဲ့ဒီမိုကရေစီပန်းပြအတူရောင်မျက်နှာဖုံးဆိုရွေးကောက်ပွဲဆိုတဲ့စောင်းမကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ဒီဇင်ဘာလအတွင်းဒါမှမဟုတ်2026ဇန်နဝါရီလထဲမှာရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်ရှိတယ်လို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမတ်လ10ရက်နေ့မှာကြေညာထားတာတွေ့ရပါတယ်။ဒါပေမဲ့နိုင်ငံရေးကျွမ်းကျင်သူတွေနဲ့လူ့အခွင့်အရေးအဖွဲ့အစည်းအများအပြားကတော့အဆိုပါရွေးကောက်ပွဲဟာစစ်အုပ်ချုပ်ရေးကိုတရားဝင်ဖြစ်လာအောင်ရေးဆွဲထားတဲ့လှုံ့ဆော်ချက်အဆင့်တစ်ခုမျှသာဖြစ်တယ်လို့ဝေဖန်နေကြပါတယ်။2021ခုနှစ်အာဏာသိမ်းမှုနဲ့အတူယခုအချိန်ထိအကြမ်းဖက်မှုတွေဆက်တိုက်ဖြစ်ပွားနေတဲ့တိုင်းပြည်အတွက်ဒါဟာမေးခွန်းထုတ်စရာဖြစ်လာပါတယ်။2021ခုနှစ်မှာစစ်တပ်ဟာတိုင်းပြည်အာဏာကိုမတရားရယူပြီးတဲ့နောက်မြန်မာနိုင်ငံဟာယခုအချိန်ထိနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အမြဲမပြတ်ရင်ဆိုင်နေရတာဖြစ်ပါတယ်။လူထုတော်လှန်ရေးတွေကြီးထွားလာတာစီးပွားရေးပြိုလဲလာတာနဲ့သဘောထားကွဲလွဲမှုတွေပေါ်ရရဆက်ဆက်ဖြိုခွဲနေတာတွေကစစ်အာဏာရှင်တွေရဲ့ကြုံတွေ့နေရတဲ့အကြက်တဲကိုမိမောင်းထိုးပြနေတာလို့ဆိုရမှာပါ။နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ SAC လို့ကိုနာမည်တက်ထားတဲ့အာဏာသိမ်းစစ်တပ်ဟာထောင်ထဲကြီးတဲ့နိုင်ငံရေးတက်ကြလှုပ်ရှားသူတွေကိုဖမ်းဆီးထောင်ချတာမီဒီယာတွေကိုဖိနှိပ်တာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ်အကြမ်းဖက်တိုက်ခိုက်တာတွေကိုဆက်လက်လှုံ့ဆော်နေတာတွေကိုလည်းတွေ့နေရပါတယ်။ဒီလိုမြေပြင်ခင်းချင်းတွေနဲ့ပြောင်ပြောင်တင်းတင်းစန့်ကျင်ပြီးကျင်းပမယ်ဆိုတဲ့ဒီရွေးကောက်ပွဲဟာဒီမိုကရေစီရေးကိုဥတည်တဲ့ခြေလှမ်းဆိုတာထက်အာဏာသိမ်းစစ်ကောင်စီကသူ့ရဲ့အာဏာကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်အပြင်းထန်ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။တကယ်တော့အတိုက်ခံခေါင်းဆောင်တွေထောင်ကျနေတဲ့ဒါမှမဟုတ်ပြည်ပရောက်နေတဲ့ယခုလိုအချိန်အခါမျိုးမှာရွေးကောက်ပွဲကိုတရားဝင်ဘယ်လိုကျင်းပနိုင်မလဲဆိုတာကတော့စဉ်းစားကြပါ။အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်မှာစစ်အာဏာရှင်တွေရဲ့ကလင်ကကြစ်ကြတဲ့အကြံဉာဏ်တွေနဲ့အန္တရာယ်ရှိတဲ့အခြေအနေတွေကိုတွေ့မြင်နေရပါတယ်။ပထမဆုံးတစ်ချက်ကတော့စစ်အာဏာရှင်တွေဟာသူတို့လိုချင်တဲ့ရလဒ်တွေရရှိနိုင်ဖို့အတွက်အထောက်အကူပြုနိုင်တဲ့ရွေးကောက်ပွဲဥပဒေတွေကိုပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုလည်းရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ခွင့်ကိုပိတ်ပင်လိုက်ပါတယ်။ဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့တခြားတိုက်ခံပါတီတွေကလည်းအင်အားနည်းတဲ့ပါတီတွေဖြစ်တဲ့အပြင်အာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးခံရမှာအကြမ်းဖက်ခံရမှာကိုကြောက်နေရတာကြောင့်လွတ်လွတ်လပ်လပ်မဲဆွယ်စည်းရုံးတာတွေမရှိဘူးလို့လည်းသိရပါတယ်။ဒါ့အပြင်ယခုချိန်မှာမြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်စုစုပေါင်းရဲ့ထက်ဝက်အောက်သာစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာကျန်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ဒေသအတော်များများမှာရွေးကောက်ပွဲကျင်းပနိုင်မှုဆိုတာကမဖြစ်နိုင်ဘူးလို့အစီရင်ခံစာတွေမှာဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားပဋိပက္ခဖြစ်ပွားနေတဲ့နယ်မြေတိုင်းကိုအာဏာသိမ်းစစ်ကောင်စီရဲ့ထိန်းချုပ်မှုပြင်ပမှာရှိနေတာဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ဟာရွေးကောက်ပွဲကိုဒီမိုကရေစီပြန်လည်အသက်ရှင်သန်ရပ်တည်ဖို့မဟုတ်ဘဲနိုင်ငံတကာတရားဝင်မှုအတွက်လက်နက်တစ်ခုအဖြစ်အသုံးပြုနေတာထင်ရှားနေတယ်လို့ဆိုရမှာပါ။ဘလောက်ပဲကြမ်းဖက်မှုတွေလှုပ်ထားယခုလိုရွေးကောက်ပွဲရဲ့မဲရလက်ကိုသာကင်ထားလိုက်နိုင်မယ်ဆိုရင်စစ်အာဏာရှင်တွေကသူတို့ရဲ့အာဏာတည်မြဲဖို့အတွက်ဆက်လက်လှုံ့ဆော်နေစဉ်မှာပဲဒီမိုကရေစီလုပ်ငန်းစဉ်ကိုလိုက်နာဖို့တောင်းဆိုနိုင်တော့မှာဖြစ်ပါတယ်။စစ်အာဏာရှင်တွေကယခုလိုနေပြူတာကိုရခင်ကလည်းကြိုးပမ်းခဲ့ပူပါတယ်။2010ခုနှစ်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာနဲ့လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလွတ်လပ်မှုတရားမျှတမှုမရှိဘူးလို့ကြကြပြန့်ပြန့်ဝေဖန်ခဲ့ကြပြီးမြဲလေစစ်အာဏာရှင်တွေကတော့သူတို့ရဲ့အာဏာကိုခိုင်မြဲစေဖို့အတွက်ရွေးကောက်ပွဲရလဒ်တွေကိုအသုံးပြုခဲ့တာတွေ့ရပါတယ်။အမှန်တော့အာဏာသိမ်းစစ်တပ်ဖိနှိပ်မှုနဲ့အကြမ်းဖက်မှုတမိုင်းတစ်လျှောက်မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့မထိုက်တန်ဘူးဆိုတာကိုသက်သေပြခဲ့ပြီးဖြစ်ပါတယ်။နိုင်ငံရေးအတိုက်အခံတွေကိုနှိမ်နင်းတာတက်ကြွလှုပ်ရှားသူတွေကိုထောင်သွင်းအကျဉ်းချတာလွတ်လပ်စွာပြောဆိုခွင့်တွေကိုနှုတ်ပိတ်တာတွေအတွက်တာဝန်ရှိတဲ့အဖွဲ့အစည်းတစ်ခုကဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုဥတည်စေနိုင်တယ်ဆိုတဲ့အယူဆဟာလုံးဝအုတ်တုံမှားရင်းတဲ့အတွေးခေါ်ပဲဖြစ်ပါတယ်။စစ်အာဏာရှင်ရဲ့ထိန်းချုပ်မှုအောက်မှာကျင်းပတဲ့ရွေးကောက်ပွဲဆိုတာရွေးကောက်ပွဲလို့ကိုအမိတက်လို့မရနိုင်ပါဘူး။ဒါဟာအာဏာရှင်အုပ်ချုပ်ရေးကိုဆက်လက်တိုးချဲ့ခြင်းမျှတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာစစ်မှန်တဲ့ဒီမိုကရေစီစနစ်ပြန်လည်ပေါ်ပေါက်ဖို့ဆိုတာကစစ်အာဏာရှင်တွေမပါဘဲပြည်သူလူထုရဲ့ခေါင်းဆောင်တွေကိုအဆုံးဖြတ်ပေးမဲ့အားလုံးပါဝင်နိုင်တဲ့ကိုယ်စားလှယ်စနစ်ကသာလျှင်စတင်သက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲဆိုတာတဲ့နိုင်ငံရေးပေါ်စစ်တပ်ထိန်းချုပ်မှုကိုလုံးလုံးလျားလျားဖျက်သိမ်းမှုကိုပဲအာရုံစိုက်ရမှာပါ။စစ်တပ်ကနိုင်ငံရေးကထွက်သွားပြီးစစ်မှန်တဲ့လွတ်လပ်ခွင့်ကိုမပေးမချင်း
ရွေးကောက်ပွဲကိုအမိတက်ထားပေမဲ့ဒါဟာအာဏာသိမ်းစစ်တပ်ရဲ့ဒီမိုကရေစီဗန်းပြအတုအယောင်မျက်နှာဖုံးစွပ်တစ်ခုအဖြစ်ပဲမှတ်ယူရမှာဖြစ်ပါတယ်။စာရေးသူကေလူရေးသားတဲ့အာဏာသိမ်းစစ်ကောင်စီရဲ့ဒီမိုကရေစီဗန်းပြအတုအယောင်မျက်နှာဖုံးစွပ်ရွေးကောက်ပွဲဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုသူပရိသတ်တွေရဲ့အတွေးမြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးဖို့ကိုဒေးစားစွာတောင်းဆိုပါတယ်။အခုလိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။